ုံတုံးပြီးအင်တာတက်တာကလေခေါင်ယောဂဖြစ်နိုင်မလားမိတ်ဆွေတို့အင်တာတက်နေတဲ့အချိန်ဖုန်းပွက်ပြီး Facebook TikTok တို့မဟုတ်သတင်းတွေကြည့်နေတတ်ကြပါသလားလူများစုအတွက်ဒါကပုံမှန်အရေးချင်းတစ်ခုလိုဖြစ်နေပါပြီဒါပေမဲ့ဒီအလေးချင်းကကျန်းမာရေးအပေါ်တရားမှုရှိနိုင်တယ်ဆိုတာကိုသူတေသနာအသစ်တစ်ခုကဖော်ပြထားပါတယ်အမေရိကန်နိုင်ငံရှိ Beth Israel Deaconess Medical Center မှာပြုလုပ်ခဲ့တဲ့သူတေသနာတစ်ခုအရအင်တာထဲမှာဖုံးထုံးနေတဲ့သူတွေဟာအင်တာထဲမှာအချိန်ပိုကြာကြာနေတတ်ကြပါတယ်ဖုံးထုံးနေတဲ့အခါလူတွေဟာအချိန်ကိုသတိမထားမိတော့ပဲမလိုအပ်ပဲကြာကြာထိုင်နေကြတာဖြစ်ပါတယ်ဒီလိုအချိန်ကြာကြာထိုင်နေခြင်းကြောင့်စဝတဝိုက်ရှိတချို့တွေပေါ်ဖျားပုံမများလာနိုင်ပြီးလက်ခုံချိုးကဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်တယ်လို့သူတေသနာမှာဖော်ပြထားပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ရခင်သူတေသနာအချို့မှာပြောထားတဲ့ဝမ်းသွားတဲ့အချိန်ညစ်ချင်းနဲ့လက်ခုံချိုးကဖြစ်နိုင်ခြေအကြားဆက်ဆက်မှုကိုတော့ဒီသူတေသနာအသစ်မှာမတွေ့ရှိခဲ့ဘူးလို့ဆိုပါတယ်။ဒီသူတေသနာရလဒ်တွေကို PLON သိပ္ပံကြားနယ်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဆရာဝန်များကအင်တာတက်တဲ့အချိန်ဖုံထုံးတာကိုလျှော့ချပြီးလိုအပ်တဲ့အချိန်လောက်ပဲအင်တာထဲမှာနေဖို့အကြံပြုထားကြပါတယ်။ကျမ်းမာရေးကအရေးကြီးပါတယ်။ဖုံးကိုတော့အချိန်မရွေးပြန်သုံးလို့ရပါတယ်။ဒီလိုကျမ်းမာရေးနဲ့ဆိုင်တဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဆက်လက်သိရှိနိုင်ဖို့ like နဲ့ share လုပ်ပေးဖို့လည်းမမေ့ပါနဲ့။